ရှင်ငါကဖုန်းပေါ်မရပါဒီဖုန်းနံပါတ်လေးနဲ့ဒီအတူမင်းလေးပတ်ထားလို့ပါရှင်အော်အေးညီမရေဟိုအကိုပြောမယ်ဟိုလေအကိုညီမတို့ဖုန်းစောင့်နေတာတိလားညီမခဏလေးနော်ဗာလေအကိုဘာပြောညီမဖုန်းမချနဲ့နော်အကိုတစ်ချက်မှအကိုမိမတို့တစ်ချက်ကြည့်လိုက်အောင်မယ်ဟုတ်ကဲ့ပါရှင်ညီမတို့အကိုကစောင့်နေညီမတို့ကအကိုလိန်တော့မှာမလားမဟုတ်ဘူးရှင်လိန်တော့ရှင်အကုန်သိတယ်ညီမတို့ကအစုဖွဲ့နေလေဟို script တွေရေးပြီးတော့မှဇက်လန်းတွေဆင်ပြီးတော့မှအကိုတို့လိန်ပါလေဟုတ်တယ်မလားအကိုအမှန်တိုင်းပြောမဟုတ်ဘူးရှင်ဘာမှမဖြစ်ဘူးအကိုပြောရမယ်အကိုကအဲ့လိုလိန်မဲ့လူကိုစောင့်နေတာနော်အကိုပြောရမယ်အကိုကညီမတို့ရှေ့အကူညီတောင်းချင်လို့တိလားဟုတ်ကဲ့အကိုကလည်းညီမတို့လိုပဲအိမ်မှာအကိုမိမကိုအကိုဘတ်နေရနီလန်းပေါင်းစုံနဲ့ဘတ်ပြီးတော့မှအကိုကပတ်စံနေလဲဘတ်အပြင်ထွက်ဖို့ရာဆိုင်ထိုင်ဖို့ရာဘီယာဆိုင်တွားဖို့ရာဆိုလဲဘတ်ပြီးတွားနေတာဒါပေမဲ့အခုကျတော့အကိုမိမကဘတ်တဲ့အကွက်တွေကစုံသွားတဲ့ခါကျတော့အခုမိမကအကိုကဘတ်လို့မရတော့ဘူးမရတဲ့ခါကျတော့အခုညီမတို့လိုလိန်တဲ့လူတွေကိုအကိုကစောင့်နေတာညီမတို့ကအကိုကိုဗာလဲကူညီတယ်ဆိုလို့ရှိရင်ညီမတို့လည်းအကျိုးမြုပ်စေရအောင်နော်ညီမတို့လည်းအကျိုးမြုပ်စေရဘူးအကိုလည်းအကျိုးရှိမယ်ပေါ့အဲ့လိုမျိုးလေးနော်ညီမအကိုကိုကူညီမလားကူညီမယ်ဆိုအကိုပြောပြမယ်ဟုတ်ကဲ့ကူညီပါမယ်ရှင်ဟုတ်ပြီအဲ့အကိုမိမရှီယာပတ်စံကိုဘယ်လိုဖတ်ရမလဲဆိုတဲ့နီလန်းကိုညီမတို့ကဝိုင်းစင်စားပေးပြီးတော့အကိုကိုပြောပြအဲ့ဆိုလို့ရှိရင်အကိုမိမရှီယာဘတ်လို့ရတဲ့ပတ်စံကိုညီမတို့ကိုပါစနစ်နဲ့ပေးမယ်ပြီးလို့ရှိရင်အကိုအပြင်ထွက်လို့ရအောင်ဘတ်လို့ရတဲ့ဇလန်းမျိုးတွေကိုစဉ်းစားပြီးတော့အကိုကိုပြောပြပေးတကယ်လို့အကိုအပြင်ထွက်လို့ရတယ်ဆိုလဲတစ်ခေါက်အပြင်ထွက်လို့ရရင်ညီမတို့ဘယ်လောက်ဆိုပြီးတော့မှအကိုကပေးမယ်အဲ့ဒါအကိုညီမတို့ကူညီနော်ညီမတို့တခြားစဉ်းစားညီမတို့တိုင်ပင်ထားလိုက်အကိုဒီဖုန်းနံပါတ်ကိုမှတ်ထားမယ်နော်အကိုပြန်ဆက်မယ်ညီမတို့တိတ်မဆက်နဲ့အကိုမိမရိပ်မိသွားမှာဆိုလို့နော်โอเคနော်အကိုပြန်ဆက်မယ်ညီမတို့စဉ်းစားမနေ့ပြန်ညအကိုပြန်ဆက်မယ်နော်ဆက်ပြန်ဆက်မယ်နော်ဟုတ်ပြီနော်ဒါပဲနော်ညီမဒါပဲနော်